Vera Rubin နှင့်မမြင်ရသောစကြဝဠာ The Discoverer of Dark Matter 1930 ပြည့်လွန်နှစ်တွေမှာမွေးဖွားခဲ့တဲ့ Vera Rubin ဟာငယ်စဉ်ကတည်းကညဘက်ကောင်းကင်ယံကကြယ်တွေကိုကြည့်ရတာအယံဝါသနာပါခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကအမျိုးသမီးတွေကိုနက္ခတ္တဗေဒပညာရှင်ဖြစ်ဖို့အားမပေးခဲ့ကြပါဘူး။နာမည်ကြီးတက္ကသိုလ်တွေကသူမကိုအမျိုးသမီးဖြစ်လို့ဆိုပြီးပညာသင်ခွင့်ညှင်းပယ်ခဲ့ကြပါတယ်။သူမဟာအတားအဆီးတွေကိုအရှုံးမပေးဘဲဆက်လက်ကြိုးစားခဲ့ရာနောက်ဆုံးမှာတော့အမေရိကန်ကနာမည်ကျော် Palomar Observatory နက္ခတ္တရာကြည့်စင်ကြီးမှာပထမဆုံးလေ့လာခွင့်ရတဲ့အမျိုးသမီးဖြစ်လာခဲ့ပါတယ်။အဲ့ဒီမှာသူမဟာ Andromeda ဂလက်ဆီကြီးရဲ့လည်ပတ်ပုံကိုစတင်လေ့လာခဲ့ပါတယ်။သိပ္ပံပညာရှင်တွေရဲ့တွက်ချက်မှုအရဆိုရင်နေအဖွဲ့အစည်းမှာနေနဲ့ဝေးတဲ့ဂျိုးတွေပိုနေသလိုပဲဂလက်ဆီရဲ့အစုံဘက်ကကျယ်တွေဟာဗဟိုနဲ့ဝေးတဲ့အတွက်လည်ပတ်နှုန်းပိုနေရမှာပါ။ဒါပေမဲ့ရူဘင်တိုင်းတာကြည့်လိုက်တဲ့အခါအစုံကကျယ်တွေဟာဗဟိုကကျယ်တွေလိုပဲအလွန်မြန်တဲ့နှုန်းနဲ့လည်ပတ်နေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ပါတယ်။ဒီလောက်မြန်တဲ့အရှိန်နဲ့လည်နေရင်ဂလက်ဆီထဲကကျယ်တွေဟာအပြင်ဘက်ကိုလွင့်ထွက်ပြီးဂလက်ဆီကြီးကြေမွပျက်စီးသွားရမှာပါဒီလိုမပျက်စီးပဲစူးစီးနေဖို့ဆိုတာကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့အလင်းမထွက်တဲ့အေယာမအမှောင်တက်ထူ Dark Matter ကြီးကဆွဲငင်ထားလို့သာဖြစ်ရမယ်လို့သူမကအခိုင်အမာသက်သေပြခဲ့ပါတယ်1980ပြည့်လွန်နှစ်တွေမှာထွက်ပေါ်လာတဲ့သူမရဲ့တွေ့ရှိချက်ဟာသိပ္ပံလောကကိုကင်လှုပ်လိုက်ပါတယ်ကျွန်တော်တို့မြင်နေရတဲ့ကျယ်တွေဂျိုးတွေဟာစကြဝဠာတစ်ခုလုံးရဲ့9%တောင်မရှိပဲကျန်တဲ့15%ကမမြင်ရတဲ့ Dark Matter နဲ့ Dark Energy တွေဖြစ်နေတယ်ဆိုတာကိုကမ္ဘာကြီးလက်ခံခဲ့ရပါတော့တယ်Vera Rubin ဟာနိုဘယ်ဆုမရခဲ့ရှာပေမဲ့သူမရဲ့တွေ့ရှိချက်ကကျွန်တော်တို့မျက်စိနဲ့မြင်ရသမျှဟာစကြဝဠာကြီးရဲ့အစိတ်ပိုင်းသေးသေးလေးသာဖြစ်ကြောင်းသိမြင်စေခဲ့ပြီးနက္ခတ္တဗေဒလောကကိုထာဝရပြောင်းလဲပေးခဲ့တဲ့အမျိုးသမီးဉာဏ်ကြီးရှင်ဖြစ်မော်ကွန်းတင်ကြံ့ရစ်ခဲ့ပါတော့တယ်။